သာသနာတော်ဆောင်နာကဘာဆောင်နာအခါပစုဘုံမစုယုတ်ကစုဝလာကတ္တသောဆောင်တောင်းဆောင်နာယူဆောင်နာဒီဆောင်နာသမုဒ္ဒရာဆောင်နာဝလာကတ္တပိဆောင်နာရာဝိဇာဝိဇာခန္ဓာဝိဇာဝိဇာစေဝိဇာဝိဇာတပရိဇောတိပေါင်းအလုံးမြတ်စွာဘုရားရှင်ကိုရောမြတ်ဟောကြားထားသည်ပရိပယာဒေသနာတော်မြတ်ကိုနာယူမှတ်သားဖို့ရအတွက်မြတ်မောတေဆုံးစေတီတော်မြတ်ကြီးဘုရားအတွင်းကြာရောက်ကြပါကုန်သောဘောဂဝတိနဂါပိမတိရှိနေထိုင်ကြတဲ့ဇီယလိနနဂါမင်းကြီးနဲ့တကွာနဂါမယ်တော်နဂါတန်ချုံနဂါဖိုးတော်ဂုံနဂါနဂါပေါင်းအားလုံးနဂါမျိုးတွေပေါင်းအားလုံးမြတ်စွာဘုရားရှင်ကိုရောမြတ်ဟောကြားထားပရိဒီယာဒေသနာတော်မြတ်ကိုနာယူမှတ်သားဖို့ရအတွက်မြတ်မောတေဆုံးစေတီတော်မြတ်ကြီး၏ဘုရားအတူတူကြားရောက်ကြပါကုန်စัจ java လာတဲ့တောင်းမှဆက်ရောက်ကြကုန်သောနတ်ဒေဝပေါင်းအားလုံးနတ်မြတ်ပေါင်းအားလုံးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟောကြားထားသည့်ပရိဒီယာဒေသနာတော်မြတ်ကိုအာယုမှတ်သားဖို့ရအတွက်မြတ်မောတေဆုံးစီရီတော်မြတ်ကြီးဘုရားအတွင်းသို့ကြားရောက်ကြပါကုန်သောမြတ်မောတေဆုံးစီရီတော်မြတ်ကြီးဘုရားအတွင်းမှာဆက်ချောက်နေကြကုန်သောနတ်ဒေဝပေါင်းအားလုံးနိအပ်မနိအပ်ဝိနည်းတတ္တဝါပေါင်းအားလုံးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟောကြားထားသည့်ပရိဒီယာဒေသနာတော်မြတ်ကိုနာယူမှတ်သားဖို့ရအတွက်မြတ်မောတေဆုံးစီရီတော်မြတ်ကြီး၏ဘုရားအတွင်းသို့ကြွရောက်ကြပါကုန်သောဇာငါထားတဲ့အခါဝိပဿနာရှုပါဝိပဿနာရှုမှတ်သည့်အခါယုတ်ပရမတ္ထနာပရမတ္ထပရမတ္ထဓမ္မတရားတို့၏ဖြစ်ခြင်းသဘောပြည့်ခြင်းသဘောဖြစ်ခြင်းပြည့်ခြင်းသဘောကိုမြင်အောင်စူးစူးဆိုင်ဆိုင်ရှုပါပရမတ္ထဓမ္မတရားတို့အလုံးချုပ်ပေးသွားတဲ့အောင်ရှုပါပရမတ္ထဓမ္မတရားတို့၏မမြဲတဲ့အနိစ္စဆင်းရဲတဲ့ဒုက္ခအစိုးမရတဲ့အနတ္တလက္ခဏာဤသုံးပါးထင်ရှားအောင်ရှုပါလက္ခဏာဤသုံးပါးထင်ရှားလာသည့်အခါဝိပဿနာဉာဏ်မဉ္ဇဉ်ဖူဉာဏ်တို့တို့တစ်ချက်တည်းတက်လို့ရလာပါလိမ့်မယ်လေးလေးနဲ့ကျူးကျူးဆဆအထောက်ကြပါစိတ်ရှိရှိထားပြီးတော့ကြိုးစားအထောက်ကြပါဇွဲလုံးကကောင်းကောင်းဖြင့်ကြိုးစားအထောက်ကြပါအနာပါနသမထတရားကိုရှုမှတ်ပွားများအထောက်ရင်းနဲ့ဆက်လက်၍အလူရှင်သီးသီးတို့မှလူတော်ငွေများပေးအပ်ဒီတိုင်းကြမှာဖြစ်ပါတယ်ထိုလူတော်ငွေများကိုသင်္ကာရအောင်ပြည်သားကြီးစိုးရဖွဲ့ဝန်ကြီးချုပ်မှလက်ခံရယူပေးနိုင်ပါရဲ့လေးစားစွာတင်ပြပါတယ်ခင်ဗျာရှိဥစွာသက်ပြုနေမဟာမြိုင်တော်ရဆရာတော်ဘုရားကြီးနှင့်တတိတက္ကတာယကမာများကမော်တင်စွန်းစေတီတော်ဘက်စုံတိဆောက်ရေးလုပ်ငန်းအတွက်လူတော်ငွေ3,500ကျပ်အားပေးအပ်လှူဒန်းပေးနိုင်ပါရန်လေးစားစွာပန်ကြားပါတယ်ခင်ဗျာကျော်ရသားတာတတိပ္ပာဓမ္မတွေပါတယ်လို့ပြောတယ်ချုပ်ပြီးတာတရားကနာလို့မပါလို့မရဘူးသာ
Iyawadi Patai Energy Investment Company Limited မှာ solar လျှက်စစ်မီးအတွက်လူတန်းငွေကျပ်သိန်း1300အားလူတန်းပေးနိုင်ပါရန်လေးစားစွာတင်ပြပါတယ်ခင်ဗျာ Tadu 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 Jama jata jata si Tadu 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 ဆက်လက်၍ဒေါ်နီနီကျွေးတန်လင်းကုမ္ပဏီမိသားစုမှာသုံးတဲ့သာသနာ့ဗိမာန်တော်ဒီဆောက်ရန်အတွက်အထူးတော်ငွေသိန်း900တိတိလူတန်းပေးနိုင်ပါရန်လေးစားစွာတင်ပြပါတယ်ခင်ဗျာ Tadu 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 ဆက်လက်၍ဦးမောင်ဝေမိသားစုစိန်ပိုင်ကုမ္ပဏီလီမိတက်မှာသုံးတဲ့သာသနာ့ဗိမာန်တော်အတွက်လူတော်ငွေကျပ်သိန်း900တိတိဆက်ကလူတန်းပေးနိုင်ပါရန်လေးစားစွာတင်ပြပါတယ်ခင်ဗျာ Tadu 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 ဆက်လက်၍ဦးမျိုးလိုက်ဒေါ်နေကြည်ဝင်းတာမောင်ရဲဝိအောင်မောင်စင်လင်းထက်မိသားစုမြတ်မော်တင်သာသနာ့ဗိမာန်တော်ကြီးပေါင်နှင့်တကားရွယ်များအတွက်အလှူတော်ငွေကျပ်သိန်း499သိန်း5000ကျပ်တိတိကိုလူတန်းပေးနိုင်ပါရန်လေးစားစွာတင်ပြပါတယ်ခင်ဗျာ Tadu 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 ဆက်လက်၍ဦးဇော်ဝင်းရှိန်ဒေါ်ရွှေရင်းမာမိသားစုအေယာဟင်းသာကုမ္ပဏီမှဘဲစုံဒီဆောင်ရေးလုပ်ငန်းအတွက်လူတော်ငွေကျပ်သိန်း300တိတိဆက်ကလူတန်းပေးနိုင်ပါရန်လေးစားစွာတင်ပြပါတယ်ခင်ဗျာ Tadu 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 ဆက်လက်၍ဦးအောင်သူဒေါ်မေတွင်ဦးအောင်ကြီးကရုကုမ္ပဏီလီမိတက်မှာဘဲစုံဒီဆောင်ရေးလုပ်ငန်းအတွက်လူတော်ငွေကျပ်သိန်း150အားလူတန်းပေးနိုင်ပါရန်ပန်ကြားအပ်ပါတယ်ခင်ဗျာ Tadu 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 ဆက်လက်၍ဦးမျိုးမြင့်ဒေါ်တင်တင်ကြီးကောဒေါ်ရမင်းသားမောင်မင်းခတ်တော်သမီးဒေါက်တာလာမင်းအိန္ဒြေမိသားစု MKD ဆောက်လုပ်ရေးကုမ္ပဏီမှဘဲစုံဒီဆောင်ရေးလုပ်ငန်းအတွက်လူတော်ငွေကျပ်သိန်း200လူတန်းပေးနိုင်ပါရန်တင်ပြပါတယ်ခင်ဗျာ Tadu 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 ဆက်လက်၍အေယာဝီတိုင်းဒေသကြီးလမ်းဦးစီးဌာနဝန်ထမ်းများနှင့်တင်နာအောင်ကုမ္ပဏီများမှသုံးထပ်သာသနာ့ဗိမာန်တော်အတွက်လူတော်ငွေကျပ်သိန်း100လူတန်းပေးနိုင်ပါရန်တင်ပြအပ်ပါတယ်ခင်ဗျာ Tadu
သာဓုသာဓုသာ ဆရာတော်ဖျားကြီးမြစ်တာခုံတော်တွေဆရာတော်ဖျားကြီးကရုဏာခုံတော်တွေဒီညိုသရာဘွားကဦးချဦးမဝနိုင်ပေ ဆရာတော်ဖျားဓမ္မပါစေတရိယတိပရိသတ်တိနပြသာသနာကျူတေဟုနိုင်ပါစေ တော်ဘုရားယမပါစေပရိယတိပရိပတ်တိနှပြသာနာကျုသေမှုနိုင်ပါစေ ဆရာတော်ဖျားဓမ္မပါစေတရိယတိပရိသတ်တိနပြသာသနာကျူတေဟုနိုင်ပါစေ တော်ဘုရားယမပါစေပရိယတိပရိပတ်တိနှပြသာနာကျုသေမှုနိုင်ပါစေ ဆရာတော်ဖျားဓမ္မပါစေတရိယတိပရိသတ်တိနပြသာသနာကျူတေဟုနိုင်ပါစေ တော်ဘုရားယမပါစေပရိယတိပရိပတ်တိနှပြသာနာကျုသေမှုနိုင်ပါစေ ဆရာတော်ဖျားကျမ်းမာ